You know လိုမျိုးအခုမှတအုံမွေးထားတဲ့မေမေတို့အတွက်ကိုယ့်ရဲ့ကလေးလေးတွေအကြောင်းကိုလည်းပို့ပြီးတော့နားလည်မယ်ပြီးတော့ဖြစ်ဆက်စာကျွေးတဲ့အချိန်မှာဆိုရင်လည်းစနစ်ကျကျွေးမွေးခြင်းနဲ့မေမေတို့အတွက်ရုံးကအခုအာဟာရဆရာဝန်ဒေါက်တာတော်ငင်းတီတော်ကိုယ်တိုင်ဖွင့်သင်ကြားပေးနေတဲ့ Nature Course online တင်နန်းလေးအကြောင်းကိုဒီနေ့မှာ share လုပ်ပေးသွားမှာဖြစ်ပါရဲ့ရှင် ဒီတင်နန်းလေးရဆိုရင်ကိုယ်ဆောင်မိခင်နဲ့နို့တိုက်မိခင်နဲ့ပြီးတော့ကလေးယူဖို့အစီအစဉ်ရှိတဲ့သူများပေါ့နော်ပြီးရင်မိခင်နဲ့ကလေးအာဟာရအကြောင်းစိတ်ဝင်စားတဲ့သူတွေနဲ့ဒီကလေးထိန်းမဲ့သူတွေပေါ့နော်သူတို့အနေနဲ့ပို့ပြီးတော့အသုံးဝင်တာမလို့ပေါ့နော်ဒီတင်နန်းတို့တက်တင်ပါတယ် ကိုဆောင်မိခင်တွေအနေနဲ့ဆိုရင်လည်းကိုဆောင်ကာလတော်တော်မှာစားသုံးရမယ့်အစားအစာနို့တိုက်မိခင်တွေအနေနဲ့ဆိုရင်လည်းနို့တိုက်နေစဉ်တော်တော်မှာနို့ထအားကောင်းစေတဲ့အစားအစာနဲ့တနေ့တာအတွက်လိုအပ်တဲ့အာဟာရဓာတ်ရည်ဓာတ်အကြောင်းအပြင်ယူနိုမိန်းကလေးတော်တော်များများဝေးဖွားပြီးတဲ့အချိန်မှာဖြစ်တဲ့စိတ်ဓာတ်အသက်ကြဖြစ်တဲ့အချိန်မျိုးမှာဆိုရင်လည်းဘယ်လိုမျိုးဖြတ်ကျော်ရမလဲဆိုတဲ့အကြံပေးချက်တွေထိပါပါဝင်ပါရဲ့ရှင် ဝေကင်းစားကလေးတွေဆိုရင်အာဟာရအကြောင်းအပြင်အရွယ်အလိုက်ရှိတဲ့ weight formula တိုက်တဲ့အချိန်မှာလည်းတတိထားမယ်အချက်အလက်တွေအစဒီဒေးတေချာလေးပြပြပေးတဲ့တင်နန်းလေးပဲဖြစ်ပါတယ်တက်လို့ရတဲ့တင်နန်းလေးတွေကတော့ကိုဝင်ဆောင်အာဟာရတင်တန်း no type မိခင်အာဟာရတင်တန်းမွေးကင်းစားကလေးအာဟာရတင်တန်းပင်ဖြစ်ဆက်စာနဲ့ဒီမတက်သွားအရွယ်ပေါ့နော်အာဟာရတင်တန်းဆိုပြီးတော့တင်တန်းလေးမျိုးရှိပါတယ်ဒီနောက်တစ်ခုအနေနဲ့ကတော့မိခင်နဲ့ကလေးပေါ့နော်အခြေခံအာဟာရတင်တန်း အကြောင်းမလို့ယူနိုရဲ့ဒီဗီဒီယိုလေးကိုတွေ့ရနဲ့စိတ်ဝင်စားရဲဆိုရင်မြန်မြန်လေးသွားအပ်ဖို့အတွက်ယူကဒီကနေပဲတိုက်တွန်းလိုက်ပါရဲ့ရှင်ဗီဒီယိုလေးကိုကြည့်ပေးတယ်လေကျေးဇူးအများကြီးပဲတင်ပါရဲ့ရှင်အားလုံးပဲတတာဘီဘီရှင်တတာ